အာသနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်တော်သရင်းလဆန်း9ရက်2016ခုနှစ်စက်တင်ဘာလ10ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်အထူးဓမ္မသဘင်အခမ်းအနား၌ရန်ကုန်မြို့ဓမ္မဗျူဟာဆရာမကြီးဒေါ်ခင်လှတင်ဒေါက်တာနွဲ့ထင်ထွန်းဥက္ကမောလဒေါ်ခင်ကြည်ထေးမိသားစုတို့၏အမတဒါနဓမ္မဒါနဖြစ်ဖြစ်ခေါ်ကြားအပ်သောကံတရားနှင့်တန်တရားဘဝများအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမိယံဂါလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားတို့လာတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချစ်လက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရုဏတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများယင်ဝေသားကဲ့သို့တရားချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယောတိပြောင်းပြောင်းမံကိုလျော်၍ကရောယောကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကံတရားနဲ့တန်တရားဘဝများကုသိုလ်ကံအကုသိုလ်ကံလို့လူတွေနေစဉ်နဲ့အမျှစိတ်စေတနာရဲ့လှုံ့ဆော်မှုဖြင့်စိတ်ထဲကကြံစည်တွေ့တော်မှုဆိုတဲ့မနောကံတွေနှုတ်ကထုတ်ဆိုပြောဆိုမှုဆိုတဲ့ဝစီကံတွေကိုယ်ရည်လျောက်ပြုလုပ်မှုဆိုတဲ့ကာယကံတွေလူတွေရဲ့တဏ္ဍာမှာနေ့စဉ်ဖြစ်ပြနေတာပြပင်တပင်ကအပွင့်နေပွင့်ပြီးတော့အသီးတွေတီးနေတယ်လို့ပဲဘဝတန်တရားခရီးမှာဘဝအပင်တွေကိုဖြစ်စေနိုင်တဲ့ကံတရားတွေဟာစီဘူးစုမိဆောင်းမိဖြစ်ပြီးတော့နေကြတယ်အဲ့ဒီမဲ့ဒုက္ခပါပတ္တဥစ္စယောမကောင်းတဲ့အကုသိုလ်ကံတွေစုမိဆောင်းမိသွားပြီဆိုလို့ရှိရင်မကောင်းတဲ့အကုသိုလ်ကံရဲ့အကျိုးကဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုပေးဒုက္ခပုံညတဥစ္စယောလို့ဆိုတဲ့ကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာစုမိဆောင်းမိရှိသွားပြီဆိုလို့ရှိရင်တော့ချမ်းသာဒုက္ခအလက်ရရှိလာကြပြန်တယ်ပေါ့တန်တရားခရီးမှာ
ဘယ်သူမပြုမိမိမှုဆိုတဲ့ကိုလုံးတဲ့ကံအားလျော်စွာထိုကံတွေကလည်းပဲအကျိုးပေးလှည့်ကြရာအကျိုးပေးသွားတာဘယ်ကံကအကျိုးပေးမယ်ဆိုတာမသိနိုင်ဘူးများစွာရှိတဲ့တည်းမှာကံတရားတွေဟာသူတို့ရဲ့အလက်အခွင့်ကြုံတဲ့အချိန်မှာအကျိုးပေးသွားတယ်အဲ့ဒီတည်းမှာတန်တရားခရီးသွားနေကြတဲ့တန်တရားခရီးမှာရှိတဲ့ဘဝတွေထဲမှာအပရာပရိယဝေရဏိယကံရဲ့အကျိုးတွေကလွန်များတယ်အပရာပရိယယဝေရဏိယဒီဘဝမှာလည်းအကျိုးပေးမှာမဟုတ်ဘူးဒုတိယဘဝမှာလည်းအနိကအကျိုးပေးမှာမဟုတ်ဘူးသို့တော့တန်တရားရှိနေလို့ရှိရင်သူ့အခွင့်အလက်တဲ့တိုင်းသင်တိုင်းအကျိုးတရားကိုထုတ်ဖော်နေတယ်အပရာပရိယသို့မဟုတ်အပရာပရိယယအခွင့်လန်းတာတဲ့အချိန်မှာကံတရားတွေကအကျိုးပေးထုတ်ဖော်သွားတယ်အဲ့ဒီလိုအကျိုးပေးသွားတာနဲ့ပတ်သက်ပြီးတော့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့950ဇတ်တော်ထဲမှာ498ဇတ်မြောက်ဖြစ်တဲ့စိတ်တတံဘူဒဇတ်ဆိုတာစိတ်ဝင်စားစရာကောင်းတယ်သူတို့ရဲ့ကံတရားအလိုက်ဘဝခရီးကိုရှောင်လန်းကြရတဲ့ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့အကြောင်းကိုဖော်ပြထားတာဖြစ်တယ်ဘဝဆိုတာနှိမ့်တုံမြင့်တုံကံကြမ္မာအကျိုးပေးလက်ကျုံသလိုသွားကြတာဖြစ်တယ်ပေါ့အဲ့ဒါလိုကံကြမ္မာအကျုံးပေးသလိုဘဝခရီးရဲ့ပြည့်ရဲ့ပြုမှုတွေကိုလည်းပဲတရားတွေဟာခံစားပြီးတော့နေကြရတယ်အဲ့ဒီဇာလန်းလေးကိုမှတ်သားပြီးထိုဇာလန်းလေးမှာပါဝဲဘုရားလောင်းပညာရှိရဲ့ဆုံးမစကားလေးတွေအတိုင်းမှတ်သားနိုင်ယူပြီးတော့လိုက်တာကျင့်သုံးကြမယ်ဆိုလို့ရှိရင်မိမိတို့ဘဝခရီးမှာလည်းတာယာဖြောင်ပြူးနိုင်တာဖြစ်ပါတယ်ဘဝခရီးတာယာဖြောင်ပြူးဖို့အတွက်လှုပ်သိလှုပ်ထိုက်တာတွေကိုဘဝတိုင်းမှာတတိယကြမှာမဟုတ်ဘူးမလှုပ်သိတာတွေလည်းလှုပ်ပြီးတတ်ကြတယ်လှုပ်သိတာတွေကိုတော့မလှုပ်ဘဲနေပြီးတတ်ကြတယ်အဲ့ဒါကြောင့်အခြေအနေတွေဟာမဆိုးသင့်မဲ့နဲ့ဆိုးသွားကြတယ်ပေါ့အဲ့ဒါကြောင့်မို့တတိကြီးစွာထားပြီးအသိပညာနဲ့စဉ်းကျင်စဉ်းစားနိုင်အောင်ဒီ950တဲ့498ဇတ်မြောက်ဖြစ်တဲ့စိတ်တတံဘူဒဇတ်ကိုမှတ်သားကြည့်ကြရအောင်မြတ်စွာဘုရားဟောကြားခဲ့တဲ့အတိတ်ဘဝဇာလန်းတစ်ခုမှာဒီအဝန္တိတိုင်းဥစ္စေနီပြည်မှာဥစ္စေနီဘုရင်ကြီးပုဆိုးနေတယ်အဲ့တော့ဒီနေရာမှာတော့ပါရဏတိပြမတတ်မဟုတ်ဘူးအဝန္တိတိုင်းဥစ္စေနီပြည်ဆိုတာဒီကနေ့ခေတ်မြေပုံနဲ့ပြောမယ်ဆိုရင်ဘုံပေနားမှာရှိတယ်ဥစ္စေနီဆိုတဲ့ပြည်ကိုဒီကနေ့အိန္ဒိယသားတွေကအုတ်ကျေးလို့ခေါ်တယ်ဒီနာမည်နဲ့ပဲရှိတုံးပဲတိုင်းနာမည်ကတော့ပြောင်းသွားတဲ့သဘောရှိတယ်မဟာရရှထလို့ခေါ်မယ်ထင်တယ်အဲ့ဒီမဟာရရှထမဟာရထတိုင်းပေါ့အဲ့ဒီတိုင်းမှာဥစ္စေနီဆိုတာစံချီတို့ဘာလို့ဇေဒီကြီးတွေရှိတဲ့ဒေသပေါ့အဲ့ဒီဥစ္စေနီမှာဥစ္စေနီဘုရင်အုပ်ချုပ်နေတဲ့အချိန်လေးမှာအဲ့ဒီဥစ္စေနီမြို့ရဲ့မြို့ပြင်မှာစန္ဒာလရွာရှိတယ်စန္ဒာလရွာဆိုတာစန္ဒာလဆိုတာမြန်မာတွေကတော့ဒွန်းစန္ဒာလို့ခေါ်တယ်ပြန်တယ်သူတို့ရဲ့ဘဝဟာကျမ်းတမ်းတဲ့ဘဝမျိုးမှာဆင်းရဲတယ်ကျမ်းတမ်းတယ်ဇက်အနေနဲ့အောက်တန်းကြတယ်လူတကာရဲ့အဖက်လုံးမှုကိုမခံရဘူးခရစ်တီအိန္ဒိယနိုင်ငံမှာဒီဆက်ခွဲခြားမှုရှိနေတဲ့အတွက်ဒီစန္ဒာလဆိုတဲ့အမျိုးအနွယ်တွေဟာလူတိုင်းကရွံရှာပြီးအန်တက်ချေပေါ်မထိရမကန်ရတဲ့လူမျိုးတွေပါသူတို့ထိရင်ကန်ရင်တနာတယ်လို့လူတွေကထင်အဲ့ဒါလို့လူဖြစ်ပါရဲ့သားနဲ့တိရစ္ဆာန်လေးတစ်ကောင်လောက်တော့အခွင့်အရေးမရှိပဲလူတကာကစက်တည်ရုပ်တဲ့အနေအထားမျိုးနဲ့ကြည်နေကြတယ်အကြည့်ခံရတဲ့မျိုးရိုးဆိုတာဒီကနေ့ရှိတယ်ပေါ့နော်ဒီကနေ့ရှိလို့အိန္ဒိယနိုင်ငံမှာဆိုရင်ဒီပြဿနာအများကြီးရှိတယ်ဒီပြဿနာအများကြီးရှိတယ်တလောရည်မဲ့ဇာလန်းလေးတစ်ခုဖြစ်လာခဲ့တယ်နော်ဇာလန်းကလေးဖြစ်လာတယ်ကောင်းလေးကဇာနေ
ကောင်းမလေးကဇမ်းမြင့်တူနဲ့တူရင်ခံကြတဲ့အခါမှာအသက်ခံလိုက်ရလို့ဒီလိုဇာတိဆမ်းမြင့်ဟာဘယ်တော့မှသူတို့စီမှာအဆင်ပြေဖို့မရှိကြဘူးလူတွေရဲ့နှလုံးသားနဲ့ဆုံးဖြတ်လို့မရဘူးဇတ်နဲ့ပဲဆုံးဖြတ်ကြတာဖြစ်တယ်အိန္ဒိယနိုင်ငံရဲ့အစင်လာခဏထီအောင်ကြီးမားဆဲပဲဖြစ်တယ်ပေါ့အဲ့ဒီမှာသန္တာလမြို့မှာဒီကိုတယောက်ဒီအမေညင်မအရင်ကနေပြီးတော့ဝေဖွားထားတယောက်ကတော့စိတ်တလို့ခေါ်တယ်တယောက်ကတော့စိတ်တလို့ခေါ်ပြီးတော့နောက်တယောက်ကိုတော့တံဗုဒ္ဓလို့ခေါ်တယ်သူတို့နာမည်နှစ်ခုပေါင်းစပ်ပြီးစိတ်တတံဗုဒ္ဓဆက်လို့အဲ့တော့သန္တာလမြို့ရိုးမှာသူတို့ဟာဘဝတစ်ခုမှာလူဖြစ်လာကြလူဖြစ်တယ်ဆိုတာတကယ်အကိုအောက်အဆင့်အနှိမ့်ဆုံးလူမျိုးဖြစ်ကြလူမျိုးဖြစ်တော့သူတို့ဘဝယတ္တိရေးအတွက်အလုံးအလုံးဆိုအရွယ်လေးရောက်လာတဲ့အခါကျတော့သန္တာလဝန္တဆိုတဲ့ပညာရတစ်ခုကိုသင်ကြတယ်အဲ့ဒီပညာနဲ့သူတို့သက်ရှင်ကြတယ်နော်သန္တာလဝန္တဆိုတဲ့ပညာကဘယ်လိုပညာတော့ဆိုလို့ရှိရင်တယောက်ကဝလုံးကိုပခုံးပေါ်ထောက်ထားပြီးနောက်တစ်ယောက်ကအဲ့ဒီဝလုံးပေါ်မှာတက်ပြီးတော့ကတဲ့အကာမျိုးဘာချွမ်းအကာမျိုးဟာသန္တာလတွေကပြလေးရှိတယ်ဘာချွမ်းအတတ်ပညာဆိုတာယုတ်ပါဠိတော်မှာလည်းပဲဒီအတတ်ပညာပြတယ်ဆိုတာနဲ့ပတ်သက်ပြီးဟောထားတဲ့ဒေသနာတစ်ခုရှိတယ်ပေါ့နော်ဒေသနာတစ်ခုရှိဆရာနဲ့တပည့်အတတ်ပညာပြပြီးဆိုလို့ရှိရင်အောက်ကတပည့်ကဝလုံးကိုခုံးပေါ်ထောက်တာဆရာကဝလုံးပေါ်တက်ပြီးတော့ကပြတဲ့အခါဆရာကပြောတယ်ငါတပည့်ငါ့ကိုတေချာထိန်တော်မင်းဘောပြုတ်ကြရင်သိနိုင်တယ်ဟုတ်တေချာထိန်လို့ပြောတယ်သူတပည့်ကဘာပြန်ပြောတော့ဆိုဆရာအဲ့လိုမဟုတ်ဘူးထင်တယ်ကျွန်တော်ကကျွန်တော်ဘက်ကကျွန်တော်ဟာထိန်မယ်ဆရာကဆရာကိုဆရာထိန်လို့ကိုယ့်ကိုထိန်ရမယ်ဆိုတဲ့အဲ့သူပြောတာကသဘာဝကျတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကဥပမာပေးပြီးသုတ်တန်တစ်ခုဟောထားတယ်။ဟောကိုယ့်ကိုထိန်ရမယ်လို့ဆိုအတ္တနာရခန္တောပရံရခတိကိုယ့်ကိုထိန်ရင်သူများလည်းထိန်ပြီးသားဖြစ်တယ်။တယောက်ကတခြားတယောက်ကိုထိန်ရမှာမဟုတ်ဘူး။နော်အချင်းချင်းပြန်လာထိန်ရမှာမဟုတ်ဘူး။လောကလူတွေကတော့ဒီလိုထင်ကြတာ။ဒီအမေဖေကသားသမီးကိုထိန်းတယ်သားသမီးကအမေကိုထိန်းတယ်အမေဖေကိုထိန်းတယ်လို့ခေါ်ထင်ကြသို့တော့တကယ်ထိန်းနိုင်စွာရှိတာမဟုတ်ဘူးအမေဖေကသားသမီးကိုထိန်းတယ်ဆိုရရှင်မှာသူမျက်စိအောင်နေရင်သာသူပြောလို့ရတာကြွက်ရမှလှုပ်ချင်တာလှုပ်မှလေကိုကိုမထိန်းသမျှဘယ်လိုမှထိန်းကြောင်းလို့မရဘူးလို့ဆိုလို့တယ်အဲ့တော့လောကလူတွေဟာကိုကိုပဲထိန်းကြောင်းရမယ်ဆိုတဲ့ဇာတ်လမ်းလေးတစ်ခုဟောထားတာရှိအဲ့တော့အခုလည်းပဲသူတို့ညီကိုနှစ်ယောက်ဟာတကယ်ကိုအောက်တန်းနောက်တန်းကြားလာတဲ့သန္တာလမျိုးမှာအတတ်ပညာလေးတစ်ခုသင်ပြီးတော့မြို့တကားဝမှာအကိုလုံးတဲ့လူကအရှိတကားမှာသွားပြီးတော့ပညာပြအဲ့ဒီကရတဲ့ငွေကြေးလေးနဲ့သူတို့စာဝန်နေလုပ်ကြညီလုံးတဲ့လူကမြောက်ဖက်တကားမှာသွားပြီးတော့ပြအဲ့ဒီလိုအတတ်ပညာသွားပြနေတဲ့အချိန်မှာအဲ့ဒီဥစ္စေနေပြည်မှာဒိဋ္ဌမင်္ဂလိကမျက်စိကကောင်းတာမြင်ရမှမင်္ဂလာရှိတယ်လို့အယူသီးတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ်တယောက်ကအဲ့ဒီမျိုးမှာအလွန်ချမ်းသာတဲ့တထေးရဲ့သမီးတယောက်ကတော့ပရောဟိတ်ရဲ့သမီးသူတို့နှစ်ယောက်ဟာဘာပဲဖြစ်ဖြစ်ကျက်တည်ရှိတဲ့အရာမြင်မှကျက်တည်ရှိတယ်ကျက်တည်ရုပ်တဲ့အရာမြင်လို့ရှိရင်ကျက်တည်ရုပ်တယ်လို့အမြင်မင်္ဂလာကိုမှတ်သားတယ်ခဏခေတ်မှလည်းလူတွေကဗမာပြည်ကမှလူတွေလည်းရှိကြသေးတာအတုဝါသွားပို့ရင်တရောကင်မွန်လေးနဲ့တော့ဆေးကျင်သေးတယ်နော်တဏှတယ်လို့ထင်တယ်ကိုကြတော့မသေးမှကြဘုရားကိုယ်ပဲတယ်ဆိုပြီးပဲအဲ့ဒီယူဆလေးကတချို့မပြောက်သေးဘူးအတုဝါလိုက်ပို့တဲ့အဝတ်အိမ်ကြတော့ချုပ်ဖိုးလျှော်ပြီးမှပြန်ဝုံးမယ်နော်အဲ့
အဲ့ဒါလူတွေဟာတဏှတယ်လို့ထင်တယ်ဆိုတဲ့အယူဆကနေ့ထီအောင်စွဲနေကြုံပဲရှိသေးတယ်နော်ဘာမှမထူတူဘာမှမဖြစ်ဘူးအဲ့ဒီမှာလူတွေရဲ့အယူဆကောင်းတာမြင်ရမှမင်္ဂလာရှိတယ်လို့မကောင်းတာမြင်ရရင်မင်္ဂလာတုံးတယ်လို့မင်္ဂလာမရှိဘူးဆိုပြီးတော့လူတွေဟာမင်္ဂလာကိစ္စအမင်္ဂလာကိစ္စနဲ့ခွဲခြားပြီးတော့သတ်မှတ်ပြီးပြောဆိုနေကြတယ်အဲ့တော့အဲ့ဒီအယူဝါဒအစွဲရှိတဲ့မြင်နာကိုမင်္ဂလာရှိတယ်လို့ယူဆတွဲရှိတဲ့အမျိုးသမီး2ယောက်ဟာတယောက်ကအရှိတကားကထွက်ပြီးတယောက်ကမြောက်တကားကထွက်ပြီးအမျိုးပြင်သွားပြီးဥယျာဉ်ထဲမှာပျော်ပွဲစားကြမလို့အချမ်းရံပရိသတ်တွေနဲ့ထွက်လာအဲ့တော့သူတို့နဲ့အတူလိုက်ကြပြီဆိုရင်ကတော့အရက်လည်းအလကားတောက်ရမယ်မုံလည်းအလကားစားရမယ်ဆိုတော့နောက်ကတအုံလိုက်ကြတာပေါ့ဒါကတော့နော်ခဏခေတ်သွားလဲလိုက်ကြမှာပဲအဲ့တော့သူတို့နဲ့လိုက်လို့ရှိရင်သူကကျွေးမယ်ဥယျာဉ်ထဲမှာလူစီအောင်အဲ့တော့လိုက်ကြတယ်အလကားလည်းတောက်ရမယ်အလကားလည်းစားကြမယ်ဆိုလူအုပ်ကြီးကနောက်ကသူတို့သွားပြီဆိုရင်နောက်ကနေဝန်းရံပြီးလိုက်လာကြရုပ်ပြင်လဲရောက်ပါရောစန္ဒလညီတောင်ကခုနကအခုကိလို့ဆိုလို့ရှိရင်တော့ဟိုရင်းပေါ့လေပြပွဲလေးတစ်ခုလုပ်နေတာပေါ့မျက်လက်ပြတဲ့ပွဲလေးတို့ပေါ့လမ်းမေးမှာလမ်းမွေးမှာမျက်လက်ပွဲလေးတွေရှိတတ်တယ်လေသွားရင်လာရင်ရက်ချကြအဲ့ဒီလိုစန္ဒလဝန္တဆိုတဲ့ဝါပေါ်မှာထောင်ပြီးတော့ကတဲ့အကညီကို2ယောက်ဟာရုပ်အရှိကောင်းနဲ့မြောက်ပေါ်မှာပြနေကြအေးပြနေတော့လူကအုံနဲ့ချိကြတဲ့လူတွေစီးနေတဲ့အခါမှာအဲ့ဒီအမြင်မင်္ဂလာကိုတန်းတန်းဆွဲတဲ့အမျိုးသမီး2ယောက်ရောက်လာအဲ့ဒါကိုသူတို့မြင်လိုက်တာမြင်တော့2ယောက်စလုံးကဟေးအဲ့ဒါဘာတွေတော့ဆိုတော့စန္ဒလရွာကစန္ဒလတွေအောက်တန်းစားတွေဒီမှာလာပြီးတော့သူတို့စန္ဒလဝန္တဆိုတဲ့ဝါထောင်အကကိုလာပြနေကြတာလို့ဆိုမင်္ဂလာမရှိဘူးမင်္ဂလာမရှိဘူးငါမင်္ဂလာယူပြီးထွက်လာတာမင်္ဂလာမရှိဘူးအဲ့တော့ရေယူပဲဆိုပြီးတော့မင်္ဂလာမရှိတဲ့သူ့မျက်စိကိုအဲ့မှာရေနဲ့ဆေးပြီးကဲမသွားတော့ဘူးခီးစဉ်ကိုဖြတ်လိုက်တယ်ခီးစဉ်ဖြတ်ပြီးမြို့ထဲပြန်ဝင်သွားတယ်မင်္ဂလာမရှိဘူးအတိတ်မကောင်းဘူးနမိတ်မကောင်းဘူးပေါ့ခီးစဉ်ဖြတ်ပြီးပြန်ဝင်လာတဲ့အခါနောက်ကစားဖို့တောက်ဖို့လိုက်လာတဲ့ကောင်တွေစဉ်းစားတာကြည့်ပေါ့နော်စားမလို့အတင်းထားတဲ့လူတွေကမစားရဘူးပွဲပြက်သွားပြီလေဒီကောင်တွေကြောင့်ပွဲပြက်တယ်ဆိုပြီးတော့လူအုပ်ကအဲ့ဒီမှာဝိုင်းပြီးတော့ရိုက်ကြတယ်ရှေ့ဘက်မှာလည်းဝိုင်းရိုက်တယ်နောက်ဘက်တကားမှာလည်းဝိုင်းရိုက်တယ်မသေးတော့တမဲမြော့နေအောင်ခံရတယ်ဘာမှလည်းပြန်မလုပ်နိုင်2ယောက်စလုံးဟာမိတ်မျောတော့ဝိုင်းပြီးတော့ထိုးကြကြက်ကြရိုက်ကြနဲ့ကြအဲ့လိုလုပ်ပြီးတော့ပြစ်ထားခဲ့ကြအဲ့ဒီလိုရိုင်းဆိုင်တဲ့အမှုအကျင့်မျိုးတွေဖြစ်ပျက်ခဲ့တယ်သူတို့ညီကို2ယောက်တတိပြန်လဲလာတဲ့အခါကျတော့တယောက်တနေရာစီဆိုတော့သွားနိုင်တဲ့လူတယောက်ကထားသွားပြီးခိုးကြတဲ့အခါကျတော့သူလည်းပဲဒီလိုအဖြစ်ဆိုးခံရတယ်ကိုလည်းဒီလိုအဖြစ်ဆိုးခံရတယ်2ယောက်သားဟာရိုက်နဲ့ခံထားရလို့တကူလုံးနားနေပြီအမှန်တမ်းမှခင်ရတဲ့ညီကိုဆိုတယောက်နဲ့တယောက်ဖက်ပြီးတော့ငိုကြတာနော်ငိုလိုက်ကြငါတို့မကောင်းတဲ့ဘဝဇတ်နေတဲ့ဘဝရောက်လို့တို့ဒီလိုခံရတာဆိုပြီးတော့ဖက်ပြီးတော့ငိုကြကဲတို့ဘဝအောက်တန်းနောက်တန်းကြားလာတယ်မလုပ်ရဘူးကောင်းမလဲလူငယ်လူရွယ်တွေပြီးပေါ့ဒီလိုစန္ဒလအတတ်ပညာနဲ့တော့တို့ဘဝဘယ်လိုမှရည်တည်နိုင်မှာမဟုတ်ဘူးကဲတို့ဒီပြမနာလူမျိုးရဲ့အဝတ်တွေကိုဝတ်ပြီးတော့ပြမနာရောင်ဆောင်ပြီးတော့ကြောင်းသွားတက်ကြရအောင်ဗြဟ္မင်းအဝတ်တွေကိုဝတ်တယ်ဗြဟ္မင်းနေလို့ဝတ်စားနော်သူတို့ဗြဟ္မင်းလို့ဝတ်စားပြီးတော့2ယောက်ဟာငယ်လဲငယ်တော့တိတ္တပမောက္ခဆရာကြီးစီသွားပြီးတော့
ဓမ္မံဒေဝတိကလို့ဆိုရှေးခေတ်ကကြောင်းတက်တဲ့အခါမှာပိုက်ဆံပေးပြီးတော့ကြောင်းတက်တာတခုပိုက်ဆံမပေးဘဲနဲ့ဝေယဝိဆလုပ်ပြီးကြောင်းတက်လို့လည်းရနော်အဲ့ဒါကိုဓမ္မံဒေဝတိကလို့ခေါ်တယ်ဓမ္မံဒေဝတိကပိုက်ဆံပေးเสียမလို့ခကျင်းငွေမလို့ဆရာကိုမပေးရဆရာရဲ့ဝေယဝိဆသူခိုင်းတာတွေအကုန်လုပ်ပေးပြီးအားတဲ့အချိန်မှာစားချက်အဲ့ဒါဓမ္မံဒေဝတိကအေးဆရာကားကိုပေးနိုင်တဲ့တထေးသားတွေဘယင်သားတွေပရောဟိတ်သားတွေကြတော့မလုပ်တယ်သူတို့ကြတော့ဆရာကြီးရဲ့အလုပ်တွေဘာမှလုပ်ဆရာမလို့ပတ်စံပေးထားတာသူတို့ကစားပဲတင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်အဲ့တော့သန္တာလကြည်နောင်ကတော့ပုံနာရောင်ဆောင်ပြီးတော့ဇမနာရောင်ဆောင်ပြီးသူတို့ကပတ်စံလည်းမတတ်နိုင်တော့ဓမ္မံဒေဝတိကဆရာကြီးရဲ့ဝေယဝိဆတွေအကုန်လုံးပဲဘာလို့အကုန်လုံးပြီးလုပ်ပေးပြီးတော့သင်ကြတယ်ထင်စိတ်တဆိုတာသူကဉာဏ်ထက်တယ်တန်ဗုဒ္ဓကသူလောက်ဉာဏ်မထက်ဘူးသူအကိုစိတ်တကဉာဏ်ထက်ပြီးညီဖြစ်တဲ့တန်ဗုဒ္ဓကနည်းနည်းလေးဉာဏ်မထက်ဘူးဉာဏ်မထက်တော့သင်လိုက်တာအဲ့ဒီတက္ကသိုလ်ဆရာကြီးထံမှာသင်လိုက်တဲ့သင်ရိုးညွှန်းနှန်းဟာခဏလေးနဲ့ပဲစိတ်တကအောင်မြင်ပေါ်ရောက်သွားလို့လက်ထောက်ဆရာတော်သူကဖြစ်လာတန်ဗုဒ္ဓကတော့သင်ရိုးမကုန်သေးဘူးအဲ့ဒီလိုညီကိုနှစ်ယောက်ဟာသင်ရိုးကုန်သွားသည့်အတွက်ကြောင့်စိတ်ဓာတ်ကတော်တော်လေးဆရာရဲ့ချီးမြှောက်မှုတွေပါခံရတယ်ပေါ့အဲ့ဒါဗြဟ္မင်းနေစာသင်တဲ့အခါမှာဉာဏ်ထက်ပြီးဆိုလို့ရှိရင်ဉာဏ်ထက်တဲ့လူကလက်ထောက်ဖြစ်လာအဲ့တော့ဒီနေ့ကျတော့အဲ့ဒီအနိဒာဗြဟ္မဏပုံနာရွာတွေကနေပြီးတော့သူတို့မန္တန်တွေကိုလာရောက်ပြီးတော့ရွတ်ဖတ်တာဘာနဲ့တူတော့ဆိုဘုန်းကြီးတွေပြင်ပြီးပေးရွတ်တယ်လို့ပေါ့အဲ့ဒီခေတ်ကအန္တရာယ်ကင်းဆိုပြီးတော့ဗြဟ္မဏတွေရဲ့ရွတ်ဖတ်ပွဲစီစဉ်ရွာလူတွေကသူတို့ကိုကြွေးမွေးလှူဒန်းပြီးတော့ဗြဟ္မဏတွေကိုကျောင်းသားတွေကိုဖိတ်တယ်ဆရာကြီးနဲ့ကျောင်းသားတွေကိုဖိတ်တယ်အဲ့ဒီဖိတ်ပြီးနောက်တည့်သွားရမယ့်ညမှာဘာဖြစ်လဲဆိုမိုးရက်ကြီးကျယ်ရွာချတော့လမ်းမှာရှွန့်နေပွက်နေတယ်ဆိုဆရာကြီးကစိတ်ဓာတ်ကိုခေါ်ပြီးတော့အေးနေ့ပြင်ကမိုးတွေနဲ့ရှွန့်နေပွက်တွေနဲ့ငါမလိုက်တော့ဘူးမင်းကောင်းဆောင်ပြီးတော့သွားပြီးတော့သူတို့ကြွေးရမွေးရတွေစားငါအတွက်ကိုမင်းယူခဲ့လို့ဆိုပြီးတော့သူတပည့်ကိုမှားလိုက်ပြီးတော့ဆရာကြီးကမလိုက်တော့အဲ့ဒီစိတ်ဓာတ်ခေါင်းဆောင်ပြီးတော့သွားတာဟိုရောက်တယ်သူတို့ကလည်းဟန်ဆောင်ကောင်းကောင်းနဲ့ဗြဟ္မဏီအောင်ဆောင်ပြီးတော့နေကြအားလုံးကလည်းသူတို့ရှိုးဝက်ချက်ကိုမသိဘူးလူဟာလူပဲလေအဲ့ဒီလိုနေရနေပြီးတော့အဲ့ဒီပွဲမှာသူတို့ကိုနှုတ်ကနာထမင်းကျွေးမှာလူတွေကပူပူနွေးနွေးစားရအောင်လို့ဆိုပြီးတော့ကျောင်းသားတွေမရောက်ခင်ပြင်ပြီးတော့မထားဘူးသူတို့ရောက်လာပြီဆိုမှပူပူနွေးနွေးချပြီးတော့နှုတ်ကနာထမင်းတွေချပြီးတော့ကျွေးပါအဲ့တော့ကျောင်းသားတွေကလည်းရောက်လာရောနှုတ်ကနာထမင်းကလည်းပူပူနွေးနွေးကြီးတွေအကုန်လုံးအဲ့ဒီမှာခွက်ကလေးတွေထည့်ပြီးတော့တယောက်တစ်ခွက်စီအကုန်လိုက်ပြီးတော့ကျွေးမွေးတာပေါ့ကျွေးမွေးတဲ့အခါမှာအဲ့ဒီတန်ဗုဒ္ဓဆိုတဲ့ကောင်ကသူကနည်းနည်းအစာမက်တယ်ဒီကောင်အစာမက်တယ်သူရှိချလိုက်တာနဲ့သူကကောက်တွေ့တော့မှာအဲ့ဒီမှာဒီလောကနာကခုမှအိုးကနေပြီးတော့ယူလာတာဆိုပူကျက်နေတာအဲ့ဒါကိုအမှတ်တမဲ့စားခြင်းစောနဲ့တန်ဗုဒ္ဓကဗစက်ထဲလိုက်တဲ့အခါကျတော့ဗစက်ကိုပူပြီးတော့လောင်ခံလိုက်ရတာဟုတ်လောင်ခံလိုက်ရတယ်ဆိုတော့မေ့ပြီးတော့သူကអော်လိုက်တယ်သူអော်လိုက်တဲ့စကားလုံးကပါတော့ဆိုနော်သူပြောလိုက်တဲ့အတန်ကသူကဗြဟ္မဏဘာသာနဲ့မပြောဘဲနဲ့အဲ့ဒီမှာဘာသာအမျိုးစုံရှိတယ်ထင်တယ်ဗြဟ္မဏဘာသာနဲ့သူကမပြောဘဲနဲ့ခလုနဲ့អော်လိုက်တယ်အဲ့တော့អော်လိုက်တော့ပူလိုက်တာလို့អော်တာပေါ့သူတို့ဘာသာစကားနဲ့ပူလိုက်တာလို့អော်တော့သူ့ကိုစိတ်ဓာတ်ကလည်းမေ့သွားတယ်ဒီ
ဒီစကားကိုသူတို့မပြောရဘူးမိတ်သွားပြီးတော့သူကဘာပြောလိုက်လို့ဆိုကိလာဆိုပြီးပြောလိုက်ပြန်အဲ့လိုပြောလိုက်တော့ဒီဘာသာစကားနှစ်ခုဘေးကဗြဟ္မင်ကျောင်းသားတွေကအကုန်ကြားလိုက်တယ်ကြားလိုက်တဲ့အခါကျဒါဘာသာစကားတော့ကွာတို့ဒီစကားမကြားဘူးဘာဘာသာတော့ပေါ့နော်ခွေးတို့လို့ဒီဘာစကားတွေတုံးထားတယ်တို့မကြားဘူးတဲ့စကားလုံးတွေပါလားဆိုပြီးတော့အဲ့သူတို့ကဘာသာကိုလိုက်စစ်ကြဘယ်ဘာသာဘယ်ဘာသာတော့တရားနော်ဂီလာဘာစကားလဲတာကလူနဲ့ဘာစကားလဲဆိုလိုက်စစ်တဲ့အခါကျတော့စန္ဒာလတွေပြောတယ်စန္ဒာလစကားဆိုတာလည်းသိရောဝိုင်းပြီးတော့နှက်ကြတာသူတို့ဆွဲရန်ဝိုင်းနှက်အဲ့မှာအရိုက်နဲ့ခံလိုက်ရနှစ်ယောက်ကိုမင်းတို့စန္ဒာလတွေဖြစ်တဲ့ဗြဟ္မယောင်ဆောင်ရမလားလို့ဆိုပြီးတော့ဝိုင်းဝန်းပြီးထိုးချိတ်ရိုက်နှက်ကြအဲ့ဒီမှာသူတော်ကောင်းစိတ်ရှိတဲ့လူတယောက်ကတွေ့တော့ဟဲ့တော်ကြမရိုက်ကြနဲ့ဆိုပြီးတော့သူတို့နှစ်ယောက်ကိုကယ်ထုတ်လိုက်တယ်ကယ်ထုတ်ပြီးတော့ကာကွယ်ပေးလိုက်ကာကွယ်ပေးပြီးတော့အဲ့ဒီသူတော်ကောင်းစိတ်ရှိတဲ့လူတယောက်ကလူကနေပြီးလူကြီးလူကောင်းတယောက်ကနေကဲမင်းတို့ဒီမှာနေရင်သေလိုက်မယ်မင်းတို့အဲ့တော့မင်းတို့ရသိဝတ်ကြပေါ့ကွာဒီဘွားနဲ့စားစရာတောက်စရာမရှိဘူးဆိုမင်းတို့ရသိဝတ်နေကြလို့ပြောတယ်အဲ့ဒါနဲ့သူတို့ဟာရသိဝတ်ကြရသိဝတ်ပြီးရသိတီလာဆောက်တည်ပြီးနေတာတိတ်မကြဘူးရသိဘွားကတေသွားတယ်တယောက်စလုံးတေသွားပြီဘယ်သွားဖြစ်တုံးဆိုအကုသိုလ်ကံများချိုးပေးတာနော်တခုသောဘွားကလုပ်ခဲ့တဲ့ဒုစရိုက်တွေကြောင့်မို့လို့ဒီကိုနှစ်ယောက်စလုံးဟာဒီစန္ဒာလဘဝအောက်တန်းကြတဲ့လူဘဝရောက်ရကနေပြီတေသွားတဲ့အခါဘယ်သွားဖြစ်တုံးဆိုနေရင်စရာမြေကမ်းမှာသမင်မဝမ်သွားဝင်စားပြီးသမင်ဖြစ်သွားဗျာသမင်ဖြစ်တဲ့အခါမှာလည်းသူတို့ကအမတန်ချစ်ခင်ကြတယ်တကောင်းတကူတွဲနေကြတယ်လူတော်ကလိုပဲညီကိုနှစ်ယောက်လိုပဲဟိုမှာလေးသမင်နှစ်ကောင်ဟာလဲချင်းချိတ်လို့ဂျိုချင်းရှက်လို့အဲ့လိုနေတဲ့အချိန်မှာမုတ်ဆိုးတယောက်ကချောင်းပြီးတော့နှစ်ကောင်စလုံးကိုလှမ်းနဲ့ထိုးသတ်လိုက်တာနှစ်ယောက်စလုံးသေသွားပြန်တယ်သမင်နှစ်ကောင်စလုံးသေသွားအဲ့ဒါနဲ့သမင်ဘဝကသေတဲ့အခါကျတော့ဘယ်ရောက်သွားပြန်လို့ဆိုနမရာမြစ်ဆိုတာလေခုအိန္ဒိယနိုင်ငံကနေပြီးတော့ဒီရာဇဂိုဘက်ကနေပြီးတော့ခုနဘုံမေဘက်ကိုသွားလို့ရှိရင်ယထာနဲ့ဖြတ်ရတဲ့နေရာရှိတယ်နရမဒါလို့ခေါ်တယ်တရားနဲ့မြစ်ကြီးရှိတယ်အဲ့ဒီမြစ်ကိုတရားကူးထားတာရှိတယ်အဲ့ဒီတရားပေါ်ကနေဖြတ်ရနမရာမြစ်ဟိုမှာပြေမှာတော့နမရာမြစ်ကဒီမန်းဆက်တော်ဟိုနမရာမြစ်လို့ခေါ်နော်နမရာမြစ်လို့ခေါ်နေကြအိန္ဒိယမှာနမရာမြစ်ဆိုတာရှိတယ်နရမဒါလို့ခေါ်တယ်သူအဲ့ဒီမြစ်ကိုမြစ်နားလေးမှာဝန်လိုဆိုတဲ့ငှက်ကြီးတွေဖြစ်တယ်နှစ်ကောင်စလုံးသူတို့နှစ်ယောက်စလုံးဟာဝန်လိုငှက်ဘဝရောက်သွားကြအဲ့လိုရောက်သွားတဲ့အခါမှာလည်းငှက်ဘဝမှာလည်းသူတို့နှစ်ယောက်ကချစ်ခင်ကြချစ်ခင်ပြီးတော့တကောင်းလဲချင်းရှက်ပြီးသွားတူလာတူဒီလိုနေရင်ကနေပြီးတော့မုတ်ဆိုးထောင်တဲ့ကြော်ပွဲမှာနှစ်ကောင်စလုံးမိပြီးတော့မုတ်ဆိုးလက်ထဲမှာအသက်ပြောက်ရတယ်နော်ဘဝမှာအဲ့ဒီလိုကနေပြီးယသိဝတ္တုကခဏတပြုတ်သိမကြလိုက်ဘူးယသိသူတော်စင်တို့ရဲ့သီလကိုစောင့်တည်လိုက်တယ်အဲ့ဒီကုသိုလ်ကအကျိုးပေးပြီးတော့အကြီးဖြစ်တဲ့စိတ်ဓာတ်ကပရောဟိတ်ပုံနာသာသွားဖြစ်တယ်အငယ်ဖြစ်တဲ့တမ္ဗုဒ္ဓကဥတ္တရပင်စာလမြို့မှာအဲ့ဒီဥတ္တရပင်စာလမြို့ရဲ့ဘယင်ရဲ့သာသွားဖြစ်တယ်ဒါကံကနေသူတို့ကျိုးပေးလိုက်တယ်နော်ကုသိုလ်ကံကနေပြီးတော့အချိန်အနည်းငယ်အတွင်းသီလဆောင်လိုက်တဲ့ကံကနေကျိုးပေးလိုက်တယ်အဲ့ဒါနဲ့နှစ်ယောက်ဟာစိတ်ဓာတ်ကပရောဟိတဖြစ်ပြီးတော့တမ္ဗုဒ္ဓကဘယင်သာသွားဖြစ်တယ်အဲ့ဒီအချိန်မှာအမိမဲ့တဲ့နေ့စိတ်ဓာတ်ကသူကျင်လည်ခဲ့တဲ့ဘဝ၄မျိုးစလုံးမှတ်မိတယ်
နော်သူပဲဘဝလာတယ်ဆိုတာပထမဒွန်ဆန္ဒစန္ဒလာဘဝအဲ့ဒီနောက်သမင်ဖြစ်တယ်အဲ့ဒီနောက်ဝန်လိုငှက်ဖြစ်တယ်အခုပရောဟိတ်ဘုံနာသာဖြစ်လာတယ်ဆိုတာသူနာမည်မဲ့တဲ့နေမှာအမှတ်တရသူကောင်းထဲမှာမှတ်မိလားတမ္မုဒ္ဒကတော့စန္ဒလာဘဝမှာအထိုးကျိတ်ခံရတာတွေကဇတ်နာတော့အဲ့ဒါတခုပဲမှတ်မိတယ်သမင်ဘဝတို့ဝန်လိုဘဝတို့ဈာတဲ့ကနှစ်ဘဝသူမသိဘူးအဲ့ဒါလို့ညီကိုနှစ်ယောက်ဟာတနေရာစီပြန်လီပြီးတော့လူဘဝမှာမွေးဖွားလာကြပြန်နော်ဒါကိုပြောတာကံတရားနဲ့တန်တရားဘဝတွေဆိုတာဒီလိုပဲဘဝတန်တရားမှာလူတွေဟာစုံကြီးဆန်းကြီးဖြစ်ပြီးတော့နေချရတာပေါ့အဲ့ဒီမှာအရွယ်ရောက်တဲ့အခါကျတော့16နှစ်အရွယ်ရောက်တော့စိတ်တဆိုတဲ့ဒီမှာလည်းပဲသူ့ကိုစိတ်တလို့ပဲခေါ်တယ်စိတ်တပန္တိတပရောဟိယတာစိတ်တပညာရှိရတော့သူကတဏှာဝုကနေကာမဂုဏ်အာယုန်တွေကိုညှိငွေ့ပြီးတော့သူကယသိဝတ်သွားတယ်ယသိဝတ်ပြီးတရားဓမ္မအားထုတ်လိုက်တာသူကဇာန်ပိညင်နေရဇာန်ပိညင်နေရတော့အတိတ်အကြောင်းကိုကြည့်လိုက်တယ်အေးငါညီတမ္မုဒ္ဒဘယ်များဖြစ်နေပါလဲလို့ကြည့်လိုက်တော့ဥဒ္ဒရပင်စာလမြို့မှာဘယင်သားဖြစ်နေတယ်ဆိုတာသူတွေ့တယ်တွေ့တော့သူနဲ့သွားတွေ့ဖို့စဉ်းစားတယ်စဉ်းစားရင်ကနေပြန်ပြီးတော့ခေါင်းထဲမှာပေါ်လာတယ်သူဟာပင်စာလဘယင်ကြီးမရှိတော့နိုင်ရဆန်သွားတဲ့အခါမှာတမ္မုဒ္ဒကဌိနံဆက်ခံရတယ်ခုမှပဲသူဌိနံဆက်ခံသေးတယ်ခုချိန်သွားတွေ့လို့မတော်သေးဘူးပေါ့သူ့တရားဟောလို့ရမှာမဟုတ်ဘူးကာမဂုဏ်အာယုန်နေနဲ့ဘယင်သားဆိုတော့သူ့ဆွဲထုတ်ဖို့မလွယ်သေးဘူးအဲ့တော့စောင့်လိုက်အောင်မယ်ဆိုပြီးနှစ်ပေါင်း90စောင့်သူ့ညီကိုသွားမတွေ့ပဲနဲ့နှစ်ပေါင်း90စောင့်အဲ့တော့နှစ်ပေါင်း90စောင့်နေဆိုတော့သူတို့ဟာအနည်းဆုံးအသက်60 90လောက်ဖြစ်သွားကြမယ်ပေါ့ဒီရွယ်ထိအောင်သူစောင့်လိုက်တယ်စောင့်ပြီးတဲ့အခါမှာဒီအဲ့ဒီအချိန်မှာတမ္ဗုဒ္ဒဆိုတဲ့ဘုရင်ကသူထိနဲ့တက်တဲ့နေ့မှာသူအမြတ်နိုးဆုံးသချင်းတစ်ပုဒ်မင်္ဂလာသချင်းတစ်ပုဒ်ကိုရေးဆက်တယ်ရေးဆက်ပြီးတဲ့အခါမှာအဲ့ဒီသချင်းလေးပဲသူဆိုတယ်အော်ဘုရင်ကြိုက်တဲ့သချင်းဆိုပြီးတော့လူတွေကလည်းအလုံးတစ်နိုင်ငံလုံးကအဲ့ဒီတစ်မြို့လုံးကလူတွေကလည်းဘုရင်ကြိုက်တဲ့သချင်းဆိုပြီးတော့အဲ့ဒီသချင်းကိုပဲဆိုကြတယ်ပေါ့ဒါကဒီထင်ရှားတဲ့လူတယောက်ကလှုပ်လို့ရှိရင်လိုက်လို့လို့ရှိတဲ့သဘောတရားကိုပြောတာလူတွေရဲ့သဘောဟာအဲ့တိုင်းဝိုင်းပြီးတော့လိုက်လို့ကြတယ်အဲ့တော့သူဆိုတဲ့သချင်းလေးကအဓိပ္ပာယ်ကဘာတော့လို့ဆိုတော့သူကပြောတာသချင်းလေးတစ်ပုဒ်သူကသူ့ရဲ့ဒီနန်းတဲ့မင်္ဂလာမှာဒီသချင်းကိုသူကရေးဆက်ပြီးတော့စီစဉ်တာအဲ့တော့ပါဠိလိုဒီသချင်းရဲ့အဓိပ္ပာယ်ကိုဖော်ပြထားတာတော့တပ္ပံနရဏံတပ္ပလံသူစိဏံနာကမ္မုနာကိစ္စနမောဂမတ္တိတဲ့နော်လူတွေအဖို့ကိုလွတ်ခဲ့တဲ့ကောင်းစွာပြုလုပ်ခဲ့တဲ့ကံတရားတွေဟာအကျိုးရှိတယ်အကျိုးမပေးဘူးမဟုတ်ဘူးအကျိုးပေးတယ်ကိုလွတ်ခဲ့တဲ့ကောင်းတဲ့ကုသိုလ်ကံဟာနည်းသည်ဖြစ်စေများသည်ဖြစ်စေအကျိုးဖြစ်ထွန်းတယ်နာကမ္မုနာကိစ္စနမတ္တိမောဂမကိစ္စနမောဂမတ္တိကံတရားဆိုတာဘယ်တော့မှအလကားပျောက်ပြက်သွားတာမရှိဘူးတဲ့လုံးသမျှကံတရားတွေဟာအကျိုးပေးတယ်ပတ္တမိတံဗုဒ္ဓံယထာနုဘဝံတကမ္မုနာပုံညဖလုပပန္နံငါကိုယ်တိုင်တံဗုဒ္ဓဆိုတာသူကိုယ်သူပြောတာတံဗုဒ္ဓဆိုတဲ့ငါကိုငါဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုခံစားရပြီးအခုလိုဘယင်နဲ့မင်းဆိုးရာစာဘဝရောက်လာတယ်ဆိုတာငါကိုယ်တိုင်လက်တွေ့သိရှိတွေ့မြင်နေရပြီဆိုပြီးတော့ကံတရားဆိုတာပျောက်ကွယ်သွားတာမဟုတ်ဘူးလုံးတဲ့များကုသိုလ်ကောင်းမှုတွေကကောင်းကျိုးချမ်းသာရတယ်ဆိုတော့ဘယ်လိုလဲကိစီနုစိတ်တတ္တာပိဧဝမယဣဒောမနောတတ္တယထာပိမရှံငါမှာအခုလိုဘယင်စည်းစိမ်မင်းစည်းစိမ်ကိုရရှိတယ်လို့ငါရဲ့ကိုယ်စိတ်ဓာတ်ရောဘယ်လိုများနေပါလဲသူ့အကိုတတိယတဲ့အနေနဲ့ငါရဲ့အကိုစိတ်ဓာတ်ရော
သူ့ရဲ့စိတ်နှလုံးအလိုတွေမှာပြည့်မပြည့်ရဲ့လားသူရောကုသိုလ်ကောင်းမှုရဲ့အကျိုးနဲ့ဘာများဖြစ်နေပါလိမ့်လို့အဲ့ဒီမိခွန်းအတိတ်ပဲပါတဲ့တခြင်းလေးတစ်ပုဒ်ကိုသူကအမြဲတမ်းသိဆိုလို့ရှိတယ်တနိုင်ငံလုံးဟာဒီတခြင်းကြီးပဲဆိုကြတယ်နှစ်ပေါင်း90ဆိုးလာတဲ့တခြင်းဟာအဲ့ဒီနိုင်ငံမှာခေတ်စားဆုံးတခြင်းတစ်ခုပေါ့နော်ကံတရားကိုဖော်ညွှန်းထားတဲ့ဒီတခြင်းလေးတစ်ပုဒ်ကိုလူတိုင်းဆိုကြတယ်နှစ်90ပြည့်တဲ့အခါမှာဘုရားလောင်းစိတ်ဓာတ်ဒီပညာရှိကယသိကသွားပြီးတော့တွေ့ဖို့တော့အချိန်တန်ပြီလို့ဆိုပြီးကောင်းငင်ခရီးကနေပြီးတော့ဥဒ္ဒရပင်စာလာမြို့ကဥယျာဉ်ထဲကိုကြွလာပြီးတော့ဥယျာဉ်ထဲမှာသတင်းသုံးတယ်သတင်းသုံးတဲ့အခါမှာအဲ့ဒီဥယျာဉ်ထဲမှာထင်းချောက်ကောက်ရင်းနဲ့ထင်းခွေတဲ့ကလေးတယောက်ကတချင်းလေးတကြောကြောနဲ့ထင်းနေစုနေတာတွေ့သူဆိုတဲ့တချင်းကခုနတချင်းပဲဆိုတယ်နော်ကောင်းစွာကျင့်အပ်တဲ့လူတွေကောင်းစွာလုပ်ခဲ့တဲ့အလုပ်ရဲ့အလုပ်ဟာအကျိုးရှိတယ်ဆိုတာတွေ့ရတယ်ကံတရားဆိုတာဘယ်တော့မှအလကားဖြစ်မသွားဘူးအေးတန်မူတာကိုကြီးမားတဲ့အစွမ်းတကူကုသိုလ်ကောင်းမှုကြောင့်ဘုရင်စီစဉ်ကိုရရှိလာတယ်စိတ်ဓာတ်မှာကောဒီလိုအခြေအနေတွေများရရဲ့လားဆိုတဲ့အတိတ်ပဲရှိတဲ့ဒီသချင်းလေးတစ်ပုဒ်ပဲဆိုတော့အဲ့ဒီစိတ်ဓာတ်ပဏိတယသိကနေပြီးတော့အဲ့ကလေးကိုလှမ်းခေါ်တယ်ခေါ်တော့သွားတော့မင်းဒီတချင်းရဲ့အဖြေကိုသိလားမိကုံးလေးလို့ဖြစ်တာဟုတ်စိတ်ဓာတ်ရောဒီလိုအခြေအနေရှိပါမလားဆိုတဲ့မိကုံးလေးကိုဒီတချင်းရဲ့အဖြေကိုမင်းသိလားဆိုမသိဘူးသိရင်မင်းဘရင်ရှိသွားရွတ်မလားဆိုရွတ်ပါမယ်အေးရွတ်ရင်တော့မင်းဆုရမှာပဲဆိုပြီးတော့သင်ပေးလိုက်တာနော်အဲတချင်းလေးရဲ့အဖြေကိုသင်ပေးလိုက်တာအဓိပ္ပာယ်ကတော့သဗ္ဗနရဏံသဖလံသူစနေလူတို့ရဲ့ကောင်းစွာကျင့်အပ်တဲ့ကုသိုလ်တရားရဲ့အကျိုးဆိုတာအားလုံးရှိတယ်တွေ့ရတယ်နကမ္မုနာကိစ္စနာမတ္ထိမောကိစ္စနာမောဂမတ္ထိကံတရားတွေဟာအလကားသားပျောက်ပြက်သွားတာတခုမှမရှိဘူးစိတ်တံပိဇာနာတိတထေဝဒေဝအရှင်မင်းမြတ်နော်စိတ်ဓာတ်ကိုလည်းအဲ့တိုင်းပဲသိပါဣဒောမနောတတ္တယထာပိတုံရှာအရှင်မင်းကြီးမှာပြည့်ပြည့်စုံတဲ့ဘဝကိုရတယ်လို့သူ့မှာလည်းပြည့်ပြည့်စုံဘဝကိုရတယ်ဆိုတာအရှင်မင်းကြီးသိပါလို့အဲ့လိုတုံ့ပြန်တဲ့တခြင်းလေးတစ်ပုဒ်ကိုသင်ပေးလိုက်တာအဲ့ဒီကလေးကလည်းဝမ်းသာအားရအိမ်ပြန်ပြီးတော့သူ့အမေကိုပြောပြီးဘုရင်ကြီးစီသတင်းပို့ရေမိုးချိုးဝစားဆင်ပြီးတခြင်းရဲ့အဖြေကိုဆိုမယ်ဆိုပြီးတော့သွားတဲ့အခါမှာဘုရင်ကြီးကိုသူကတဏှာဥတင်တဲ့ရှင်မင်းကြီးရဲ့တခြင်းကိုအရင်ဆိုပါကျွန်တော်မျိုးအဖြေတခြင်းကိုဆိုပါမယ်ဆိုပြီးတော့အမေးနဲ့အဖြေပေါ့နော်စိတ်ဓာတ်ရဲ့အကြောင်းဘယ်လိုနေသလဲဆိုတဲ့အမေးပါတဲ့တခြင်းကိုဘုရင်ကြီးကဆိုတဲ့အခါမှာသူကဒီအဖြေတခြင်းကိုဆိုလိုက်တယ်အဲ့လိုအဖြေတခြင်းကိုဆိုလိုက်တာနဲ့သူကချက်ချင်းဒီစိတ်ဓာတ်ရဲ့အကြောင်းကိုတော့ငါသတင်းရပြီဆိုပြီးတော့ဒီသဘောကျသွားတယ်နေပေါင်းမင်းအဖြေကိုငါသဘောကျတယ်မင်းကိုယ်တိုင်စိတ်ဓာတ်နဲ့တွေ့ခဲ့တာလားနော်မင်းကိုယ်တိုင်နောင်တော်စိတ်ဓာတ်နဲ့တွေ့ခဲ့တာလားသို့မဟုတ်သူများကနေတဆင့်ပြောတာလားလို့ဆိုစိတ်ဓာတ်လားပါလားတော့ကျွန်တော်မျိုးမသိပါဘူးတဲ့ယသိတူကကျွန်တော်ကိုသင်ပေးလိုက်တာပါတဲ့ဆိုတော့ဟာဒါဖြင့်ကောင်းပြီဆိုပြီးတော့ဒီအမတ်ကြီးတွေကိုအမိန့်ချပြီးတော့ချက်ချင်းသွားရအောင်ပြင်ဆင်ခိုင်းတယ်ဥယျာဉ်ကိုသွားပြီးတော့ချက်ချင်းသွားတွေ့မယ်ဆိုပြီးတော့ဘုရင်ကြီးကအားချင်းပြင်ဆင်ခိုင်းပြီးတော့ဥယျာဉ်ထွက်တယ်ဥယျာဉ်ထွက်တဲ့အခါကျတော့ဥယျာဉ်ထဲရောက်တဲ့အခါပြင်ဘက်မှာသူတို့စီးလာတဲ့ညင်တွေကိုထားပြီးရသေးထံချင်းကပ်ပြီးတော့သွားတယ်မြင်လိုက်တာနဲ့ပဲတန်တရားကခင်မင်မှုတွေပြန်ပြီးတော့ပေါ်လာလိုက်တာသူ့ကိုစိတ်ဓာတ်လို့မသိပေမဲ့လို့အထင်နဲ့ပဲပဲလို့သူဟာမြင်လိုက်တာနဲ့ခင်မင်စိတ်တွေဖြစ်လာနော်ခင်မင်စိတ်တွေဖြစ်လာပြီးတော့ဒီရသေးကို
ချိုးချိုးနုံနုံနဲ့သူအဲ့ဝပြုပြရစေဆိုပြီးတော့ယသိထိုင်ဖို့ပလင်းကြီးယူခဲ့ဘာတွေယူခဲ့နဲ့အကုန်လုံးစီမံဆောင်ရွက်ပြီးတော့ယသိကိုပြုစုတာပေါ့နော်ပြုစုပြီးတော့ယသိကြီးကိုဘာလုပ်တုံးဆိုရင်အခုဘုရင်ကြီးကသူပိုင်ဆိုင်တဲ့ဒီနိုင်ငံမှာနေပါတိုင်းပြည်ကိုနှစ်ချမ်းချမ်းပြီးတော့သူတို့နှစ်ယောက်တူတူအုပ်ချုပ်ပါမယ်တိုင်းပြည်ကိုတပိုင်းစီခွဲပြီးတော့အုပ်ချုပ်မယ်မင်းလုပ်ကြမယ်လို့အဲ့ဒါလိုဘုရင်ကြီးကိုသူဖိတ်ခေါ်တယ်နော်ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ဘုရင်ကြီးကအဲ့ဒါလိုဖိတ်ခေါ်လိုက်တဲ့အခါစိတ်ဓာတ်ယသိကသူ့ဘာပြန်ပြောလဲတရားပြန်ဟောပြတယ်စိတ်ဓာတ်ယသိပြောတဲ့တရားတွေကဒိဋ္ဌဝမယံဒုစရိတတရာသအထောသူစိတ်နတ္တဝိပါကံအတ္တနာမေဝပฏิတံယမိတ်တံနပထေယပုဒ္ဓပတုံထနံဝါသူကမင်းစိစိတ်ကိုလက်ခံဖို့အနှင်းတဲ့အခါမှာစိတ်ဓာတ်ယသိကရှင်မင်းကြီးတဲ့ငါဟာဒုစရိုက်ရဲ့အကျိုးကိုလည်းကိုယ်တိုင်သိကြရပြီတဲ့သူစရိုက်ရဲ့အကျိုးတရားကိုလည်းငါကိုယ်တိုင်သိကြရပြီဟုတ်တယ်လေမကောင်းတဲ့ဒုစရိုက်တွေကြောင့်သူတို့ဟာဒွန်ဆန္ဒအိမ်မှာလူသွားဖြစ်တယ်အဲ့ဒီမှာအရိုက်နဲ့တွေခံရပြီးဒုက္ခတွေကြီးကျယ်ရောက်ခဲ့တယ်နော်ဒုစရိုက်ရဲ့အကျိုးအဲ့ဒီဒုစရိုက်အကျိုးကအပိမတတ်သေးဘူးအပရာပရိယဝေရဏိယကံနဲ့သမင်းဘဝပို့လိုက်သေးတယ်တိရိစ္ဆာန်ဘဝပို့လိုက်တဲ့အခါမုံဆိုးရဲ့လက်ချက်နဲ့တက်ထွက်ရပြန်တယ်တခါသမင်းဘဝပို့လို့အားမရဘူးငှက်ဘဝကိုတခါပို့လိုက်ပြန်တယ်ငှက်ဘဝမှာလည်းပဲမုံဆိုးရဲ့ကြော်ခွင်းနဲ့မိပြီးအသက်ခံလိုက်ရတယ်အဲ့ဒါဒုစရိုက်ရဲ့အကျိုးတရားတွေကိုသူကိုယ်တိုင်ခံစားသိရှိခဲ့ရပြီတဲ့ကောင်းစွာလုပ်တဲ့ကုသိုလ်ကံရဲ့အကျိုးတရားကိုလည်းသူခံစားရတယ်တဲ့အခုဒီဘဝမှာယသိခဏဝေါ်လိုက်ရတဲ့ကိုချင်းသီလခဏစောင့်လိုက်ရတဲ့သီလရဲ့အကျိုးကြောင့်အခုဟာသူဟာပရောဟိတဖြစ်ပြီးတော့လူဘဝမှာချမ်းသာဒုက္ခရရှိနေအဲ့ဒါကိုလည်းသူသိရှိထားတယ်ပေါ့ဒါကြောင့်မလို့အတ္တနာမေဝပฏิတံယမိတ်တံအဲ့ဒီစီစဉ်ဥစ္စာတွေသူမလို့ခြင်းဘူးတဲ့ကိုယ့်ကိုယ်ပဲကိုချင်းသီလကောင်းအောင်ထိမ့်သိမ်းဆောက်ရှောက်တော်မယ်နပထေယဗုဒ္ဓပတုံဒနံဝါသာသမီလည်းမလို့ခြင်းဘူးနော်စီဝါဥစ္စာတွေလည်းမလို့ခြင်းဘာမှမပိုင်ခြင်းဘူးတဲ့ကိုယ့်ကိုသီလလုံအောင်ထိမ့်သိမ်းဆောက်ရှောက်တော်မယ်ငါကိုယ်တိုင်ဒုစရိုက်တွေရဲ့အပြစ်တွေသူစရိုက်တွေရဲ့အကျိုးတရားတွေကိုယ်တိုင်သိရှိထားတာဖြစ်သောကြောင့်ဘာကူမှငါမလို့ခြင်းဘူးမင်းစိတ်စိတ်ဆိုဝေးပေါ့နော်ဘာကူမှလိုချင်တော့ဘူးကိုချင်းသီလကိုပဲဒါအမြတ်တနိုးဆောင်ရှောက်မယ်တဲ့တသေဝိမာဝတ္တတတမစ္ဆနာဣဒစေဝိတံဆက်ပြီးတော့တရားဟောတယ်ဒီမဲ့တဲ့လူဘဝဆိုတာတဲ့နော်လူဘဝဆိုတာအရွယ်10မျိုးရှိတယ်အရွယ်10မျိုးရှိတယ်လူဘဝရဲ့အခိုက်အတန့်လေးဟာ10မျိုးနော်တဏိတာကနေပြီးတော့10နှစ်သားထီအောင်မန္တဓာတကလို့ခေါ်တယ်နော်10ခုစုတဏိတာအရွယ်ကနေပြီးတော့10နှစ်သားအရွယ်ထီအောင်မွေးလာပြီးတဲ့နောက်ပေါ့လေ10နှစ်ထီအောင်မန္တဓာတကခန္ဓာကိုယ်ကလည်းနုနေတယ်အတိညာလည်းနုနေတယ်စိတ်ဓာတ်ကလည်းနုနေဟောကလေးအရွယ်အဲ့ဒီကလေးအရွယ်ကနေတခါပြောင်းလဲလာတဲ့အခါမှာ17နှစ်ကနေပြီးအသက်20ထိအောင်ကြာတော့ခိဋ္ဌာဓာတကတကယ်ချင်းပေါင်းသိနေနဲ့ပျော်တဲ့အရွယ်ဖြစ်လာတယ်အဲ့ဒါလည်းပဲဒီတိုင်းတည်မြဲနေတာမဟုတ်ဘူးနော်21ကနေပြီးတော့30ကြာတော့ဝဏဓာတကရုပ်အစင်းလေးတွေလှပပြီးတော့လူဟာထွားကြိုင်းလာတယ်အသားရည်တွေစုပ်ပြေးလာတယ်အဲ့ဒါလဲကြာရှည်မခံဘူးစနစ်ပြည့်တာနဲ့နော်31ကနေ40ရောက်လာတဲ့အခါမှာဗလဓာတကခွန်အားတွေတောင့်တင်းလာတယ်အဲ့ဒီရွယ်ရလည်းပဲကုံဆုံးသွားတဲ့အခါမှာ41ကနေပြီးတော့
50ပညာထတကပညာအရာမှာစင်စားစားလှုပ်တဲ့အရွယ်ရောက်လာအေး51ကနေ60ကျတော့အားလုံးဟာပြန်ပြီးတော့ကျလာတယ်ဟာနိထတက51ကနေ60ဆိုအကြပိုင်းရောက်လာတယ်အဲ့တော့ကျတဲ့အခါမှာတော့မြန်ကျတာရှိတယ်နှီးကျတာရှိတယ်ပေါ့နှီးကျတဲ့လူတော့အရွယ်တင်တယ်လို့ချီးမွမ်းကြတာပေါ့နော်အဲ့တော့51ကနေ6နဲ့ကအကြပဲအတိုးမရှိဘူးအဲ့ဒါကိုဟာနိဓာတကလို့ခေါ်တယ်61ကနေ80ကျတော့သူကပပ္ပါရဓာတကလမ်းသွားရင်ကိုင်းတိုင်းဖြစ်လာပြီနော်ကိုင်းတိုင်းဖြစ်လာအဲ့ဒီလို80ကနေပြီးတခါ81ကနေပြီး80ရောက်လာတဲ့အခါကျတော့ဝင်ကဓာတကလက်ပြင်လေးတွေကုန်းလာတယ်ခါးလေးတွေကုန်းတဲ့အရွယ်ကိုင်းတဲ့အရွယ်ရောက်လာတယ်အေး81ကနေ90ကျတော့မောမှုဟာဓာတကမိတယ်အခုပဲထွင်းစားပြီးစားသေးဘူးလို့ပြောတယ်ကိုယ်ပစ္စည်းလေးထားပြီးဟိုနာထားပြီးရှာလို့လိုက်ရှာလို့ရှာရောင်းမခါထိုးရှာလို့ရှာနော်ထားပြီးတော့မေ့လာအေး61ကနေ100ကျတဲ့အခါကျတော့သေယနာဓာတကတဲ့အဲ့ရထဲမှာခွေးနေတာပဲများတော့တယ်အဲ့ဒါလို့လူဘဝဟာအပိုင်း10ပိုင်းနဲ့အရွယ်10မျိုးနဲ့တစ်ခုပြီးကုန်းလာတာတဲ့သူညီကိုတမ္မုဒ္ဒဘယင်ကိုစိတ်တယတိကနေတရားဟောတာဒတေဝိမာဝတ္တတတနော်အဋ္ဌာဏံဣရစီဝိတံလူတွေရဲ့အသက်ဆိုတာအခုလိုရွေ့နေတာအပတ္တိညေဝတံဩဒေကန့်တတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်အောင်ဘယ်သူမှမနေရဘူးနော်စနစ်နဲ့ပြောင်းနေကြတာတချို့မှမန္တဓာတကရင်သေသွားမယ်တချို့ကတော့ခိဋ္ဌဓာတကရင်သေသွားမယ်တချို့ကဝဏ္ဏဓာတကရင်သေသွားမယ်ဒီဓာလက10ခုဆိုတတ္တရာရှိရအဲ့ဒီထိအောင်ရောက်တဲ့ပုဂ္ဂိုလ်လွန်နေတယ်အပ္ပတ္တိညေဝတံဩဒေဆိုင်ရာအစုလိုက်စနစ်တစုကိုမရောက်ခင်မဲ့နှလောစိတ်သောဝသုတ်တတိကျူပင်လေးကိုခုတ်ပြီးတော့